အားလုံးလက်အုပ်ချီပြီးနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖေယားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဘုန်းကြီးတို့ဒီကနေ့1339ခုနှစ်နရောလဆန်း12ရက်နေ့ညအင်းစိန်မြို့ဘာရက်ွက်ပါလဲအင်းစိန်မြို့ပိန်းနေကုန်းရက်ွက်ဦးမဲကျောင်းတိုက်ဟုတ်တယ်ဦးမဲကျောင်းတိုက်အတွင်းမှာရှိနေတဲ့ဘုံညမှုနိဇေရီတော်ကြီးပြီးမြောက်အောင်မြင်ရေးအတွက်တောင်းပန်လျှောက်ထားကြလို့ဒီကနေ့အစနေ့ဖြစ်ပါတယ်ဒီအစနေ့မှာအလုံးစုံတရားဓမ္မတွေအားဒီကနေ့ရှေ့ပိုင်းမှာဒါနကံဆိုင်ရာကိုဟောပြီးတော့ဝိပဿနာနဲ့ပတ်သက်လို့တော့ဇက်ွက်ထဲမှာပဲဘုန်းကြီးဉာဏ်စဉ်တက်ပြီးပါမယ်ဒါနပြုတဲ့နေရာမှာတချို့ကလည်းဒီဒါနနဲ့ပတ်သက်ပြီးတော့ဟောအရင်တုန်းကပါပြိဿအတော်လေးဖောင်းနှွမ်းသွားပါပြီကြာသွားပါပြီဒါနပြုတန်တရားရှိတယ်တန်တရားရှိတယ်ဆိုတဲ့စကားလုံးတွေရေလဲနဲ့သုံးတော်လဲဘယ်သူမှလက်မခံလို့လှူတန်းနေကြတဲ့ဘုရားသားသမီးတော်အနေနဲ့အသုံးမပြုတာနဲ့ပျောက်ကွယ်သွားပါတချို့ကလည်းပုံညာပြီးကုံနာပဲရှိတယ်ကွာလူရဲဆိုတာကုံနာပဲကွာအဲ့ဒါလို့ဖြစ်တတ်ကြတယ်ပြီးတော့တစ်ခါပြောကြသေးတယ်ဒါနပြုတာဟာတန်တရားရှည်ပြန်တဲ့မရှိပါဘူးဒါနပေါ်တန်တရားရှည်တဲ့ပုံမှန်ကြီးကတမင်တက်တက်လာပြီးတော့အတက်လွဲနေခြင်းဖြစ်ပါတန်တရားရှိတယ်ဆိုတဲ့ပုံမှန်ကဒါနပေါ်တက်ရမှာမဟုတ်ပါဘုန်းကြီးဥပမာပြောနားလည်ပါလိမ့်လက်သမားလုံးလို့ရလက်ကစားလုံးလို့ရအယောင်းဝင်နဲ့ရဘယ်လိုနည်းမျိုးနဲ့ရအဲ့ဒီရတဲ့ဝတ္ထုငွေ30ဆိုကြပါစို့အိတ်ထောင်နဲ့ထက်ဈေးရဲရှောင်းသွားပြီးတော့ရေတောက်တယ်ချိုတယ်မြတယ်ရှာအဖွာလူရာတောက်တယ်ချိုတယ်စိတ်နဲ့အေးခေါက်ဆွဲစားတယ်စိတ်နဲ့အေးတယ်အဘားဆိုင်ဝင်ထိုင်တယ်မူးတယ်ငွေ30နဲ့ငွေ30နဲ့ငွေ30ကကျုပ်နဲ့ဘီလာရေတောက်ပါကျုပ်နဲ့ဖွာလူရာတောက်ပါကျုပ်နဲ့ခေါက်ဆွဲစားပါကျုပ်နဲ့ဘားဆိုင်ထိုင်ပါလို့ရှာထားတဲ့စီးပွားရေးကြောင့်ရတဲ့ငွေ30ကမြန်ခိုင်းသလားပြုတ်ပြိဿကြီးပြောတယ်နော်ခင်ဗျားတို့အတန်ပြော့သွားရင်ကျုပ်ကမကြဘူးကြီးထင်းနေဟုတ်တယ်လူမမာသွားသတိရလူမမာသက်တာဖြစ်တော့ဘေးကသွားမေးတယ်မင်းယောဂအခြေအနေပဲနဲ့ဆိုနဲ့သက်တာရလားလူမမာကအတန်ကလေးနဲ့ပြောရှာကျုပ်တော့ဒီတောင်ကကြောမထင်ပါအတန်လေးနဲ့ပြောတယ်ပြီးတော့မေးတဲ့လူကအာမရတရားပြန်ထွက်လာတယ်ဘေးလူကစီးမေးတယ်ဘယ်နဲ့တော့ဟဲ့လူမမာအခြေအနေငါလူရဲ့တဲ့လူမမာအခြေအနေကတော့အတန်ကလေးနဲ့ရှိတော့တာသိမ့်မကြဘူးမောင်ရကျုပ်ကဒါကြောင့်ခမည်းတော်အတန်ကလေးများပြော့သွားရင်မကြဘူးကြီးထင်းနေတာပိဋကကြီးကြာမလားကြာမှာပါလို့ပါဟုတ်ဘယ်လိုစီလဲထွက်သွားတာတော့ကြာမှာပါဘယ်အလောက်ကကြက်သိမ်းထစရာကြီးဘယ်လည်းမကြဘူးရဲ့လို့တော်တော်မျက်စိလည်းပြောက်တော့ပိဋကကြီးကြာမှာလားမကြဘူးလားအဲ့ဒါလို့လှုပ်ဆန်းပါကြာမှာပါဒါကြောင့်အတန်ကလေးကြိုးစားထွက်ကြခင်ဗျားတို့ကအတန်ထွက်ခိုင်းတော့လေသိပ်ထူတာမဟုတ်ဘူးနှာကြိုးသုံးယောက်လို့တစ်ခါမေးလေဒီအတန်တစ်ခါမေးလေဒီအတန်မင်းလားဟိုနှာကြိုးသုံးယောက်ပဲကြောင်းနဲ့နှာကြိုးကအော်တယ်နှာကြိုးဆိုတော့နှာသံနဲ့ပဲညုံနဲ့ပဲညုံလို့ဆိုတယ်
ပဲဝဲမဲ့နှာကျိုးကလှမ်းခေါ်လိုက်ပန်းကျုံတဲ့နာအောင်လို့ဆိုတင်းင်းတို့ငါမမြောင်နဲ့ကျောင်းသားမဟုတ်ငါကားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကျိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်ထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးနာနဲ့နာနှုံးလို့ဆိုတဲ့ဟာဦးငယ်ရိုးကြတယ်နောက်အမှုစစ်ကြီးတော့ဟဲ့နင်တို့ကနှာကျိုးဝင်အောင်ပြန်ရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲသုံးယောက်တလုံးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတခါမေးလည်းမထူးတခါမေးလည်းမထူးဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက်ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားဘူးမခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလှူတဲ့ဒါနဘုန်းကြီးလှူတဲ့ဒါနအာသီလရဲ့လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကျွေးတဲ့ဒါနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာမှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဒါနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကြောင့်နဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနကြီးပြုပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းသလားပြုခိုင်းဘူးငွေ30လိုပဲအကျုံနဲ့နတ်ပြေတောင်းပါလို့ကောခိုင်းသလားပြိဿခိုင်းပါဘူးဗျာအကျုံနဲ့ဗြဟ္မပြေတောင်းပါလို့များခိုင်းသလားခိုင်းပါဘူးဗျာမခိုင်းပါဘူးဘာလို့မခိုင်းတယ်လဲဒါနသည်ခိုင်းနိုင်တဲ့တတ္တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ္တိလေးတော့သူ့မှာရှိကဲဒါဖြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစည်းပြီးတော့ကထေခင်းနဲ့သင်္ကန်းကတဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ java ရေမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်အစ္ဆတတန်တံမှာတန်တရားရှိအောင်အတောင်းခိုင်းနေတာကလောဘပြုတ်ဒီကကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါဖြင့်ဒါနပြုတန်တရားရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်တရားရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်တရားရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပိဿကြီးဘယ်သူတို့မျိုးဒါဖြင့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပိဿလောဘဥစည်းမလှူရင်ပိဿကြီးတန်တရားရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်တရားရှိတယ်ဆိုတဲ့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာအဲရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ခေါ်မှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမလို့ဘုရားကိုယ်တော်မြတ်ကြီးသည်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်သုံးစဉ်သာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအက်ကဒါယကပေးငါးပါးသောမုံမုံမြက်မြက်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါးပါးသောမုံမုံမြက်မြက်ဥဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအဓိပ္ပာယ်ရဒီအဓိပ္ပာယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုတ်နာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအဖြစ်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲ့မောင်ရဲ့ရွှေခွဲမဟုတ်ပါဘူး
ဒီနေ့ဘာဇတ်ထုတ်ဟောမှလည်းမေးရင်လူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာဒေသကြီးဒီနေ့ဘုန်းကြီးဘာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးခံကြကဲဒါဖြင့်ကောင်းပြီအဲ့ဒီတဝဋ္ဌိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဖြေနော်နှာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံနေမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကန်ကြွတုန်းကပြောရအောင်မယ်မန္တလေးဆုံးကန်ကြွတုန်းကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတဖေးချမ်းမကန်ကြီးနဲ့ဆေးဘောလေကြီးလက်ကျန်းညခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်းထောင်းနဲ့ဘုန်းကြီးတို့ကလည်းတစုံရနေတာမှတ်လို့ဒီလိုတစုံချင်းရှောက်စုရတာတနှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုရှောက်ပြီးစုရင်းနဲ့ဆုံးခံလိုက်တာဆုံးစလုံးကြီးအငွေတစ်ထောင်းထောင်းဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆုံးထမလောင်းအေးတော်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆုံးထွက်လောင်းမှာဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတာကြားသေးဘူးတော်ကြီးကဟေးတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆုံးထွက်လောင်းမှာဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နဲ့တော့ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေးဆုံးစလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းနာတကားတို့ကျဝနာရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးဗျာစလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွန်ထက်ကျုပ်ကတော့ပြုံးတရားတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးတာဟာဒါကျုပ်တို့ဘက်ကတွေ့ခေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားကျုပ်လည်းအားနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူပြင်းနေရဲ့စကားပေါ်မှတ်ချင်မှတ်ထားပေါ့ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသွားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းနာတကားတို့ဒါတော့နတ်ပြည်မှာနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီး1000တောင်ရှိသည်နတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုရတဲ့အဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတို့ချားတို့ဆိုတာရှိတာဒါကြောင့်မေးကြည့်ရအဲ့ဒါရှိတော့လဲစူပေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမရတို့ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆိုသူပြိဿညင်အောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြကျုပ်မနိုင်ဘူးလန့်တော့အော်မှာပဲဒီထဲမြို့တစ်မြို့ကျုပ်မြောက်ပွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှာချင်းဆိုင်ပြိုင်စမ်းမှာငါနိုင်အောင်အော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်က तू ကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပန်းမကြီးကဒိန်ဒိန်တွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတုံနေမုံကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးခဲ့နောက်ဒီလိုတရိษံနဲ့ကြံဒီကန်နဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတယ်ကျုပ်ဘယ်တော့မှမဟောမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကမှကျုပ်ပထမဆုံး
ရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီးအဲ့ဒါတွေနဲ့မျက်နှာချင်းကရုပ်ရှင်ချဟိုးရှည်ကြီးကောင်လေးတွေကအဲ့ဒီပဲလှဲ့ကျုပ်ကလည်းတွန်းអော်တာနောက်တော့လာလျှောက်တဲ့အရှင်ဘုရားခွန်ကြီးဘေးသက်ပြီးပါတဲ့တပည့်တော်တို့အလုံးလုံးမဖြစ်လို့ဘယ်လုံးလုံးဖြစ်မလဲသူတို့ကစီးနဲ့ဝါနဲ့ကျုပ်ကကျုပ်អော်နေတာអော်တာကျုပ်တန်နေဟိုဘက်ရောက်သွားတော့တီးတဲ့ကောင်တွေကိုယ်ကားဖြစ်ကုန်ဒါတော့အဲ့လိုမျိုးတွေနဲ့ရှင်နာတော့ကိစ္စမရှိဘူးမြောက်ပွဲကြကျုပ်ရှုံးခဲ့တယ်ဗျာကဲရှိပါစေတော့ဘေးဖောက်ထွက်သွားဒီလိုနဲ့ဆက်ကြအောင်ဆိုတရားနာပြိဿယောက်ျားတွေဌာနပြုတဲ့နေရာပြင်းသည်ဥပုသ်ဆောင်တဲ့နေရာပြင်းသည်တရားနာတဲ့နေရာပြင်းသည်တရားအထုတ်တဲ့နေရာပြင်းသည်ဒါကြောင့်နတ်ပြည်သွားတဲ့နေရာမှာမိန်းမတွေများများရောက်နေသည်တောင်းတာကတော့နတ်ပြည်ယောက်ျားတွေကတောင်းသည်ရောက်တာကမိန်းမတွေများများရောက်သည်ဘာဖြစ်လို့မိန်းမတွေများများရောက်ပါလဲနတ်ပြည်ရောက်တဲ့အလုပ်မိန်းမတွေကသာများများလုပ်ကြသည်ကြည့်ပြသေးချာဥပုသ်ဆောင်တဲ့နေရာကြီးမိန်းမတွေများဆွမ်းလောင်းတဲ့နေရာကြီးမိန်းမတွေများဆွမ်းတော်တင်တဲ့နေရာကြီးမိန်းမတွေများတရားအထုံးတဲ့နေရာကြီးမိန်းမတွေများတရားနာတဲ့နေရာကြီးမိန်းမတွေများရုပ်ရှင်စာပွဲကြီးအဲ့ဒါတော့မပြောဘူးရဆောက်ထိုးမှစိုးပါသေးတယ်ကိုအဲ့ဒီနေရာလဲများတာပဲပြိဿမိန်းမတွေနေရာတကာများနေသည်ဘာဖြစ်လို့များတာလဲလို့ဆိုတော့များကိုများလို့မြို့သူမြို့သားတွေပါရန်ကုန်တို့အင်းစိန်တို့မခေပါဘူးဘာတွေများတာတုံးဆိုတော့ကျွတ်တူကိုင်းဟိုဟာတွေများတာပေါ့ဘယ်လောက်ထိများတော့ကျုပ်ပြောရှေးတုန်းကရိုးမြေကြဆိုသည့်အလောက်တလင်းတမယားနဲ့အသက်သေးကြသည်လင်းသေးတယ်မယားအိမ်တော်မပြုဘူးမယားသေးတယ်လင်းနောက်ထပ်အိမ်တော်မပြုဘူးငါသားသမီးတွေပထွေးနဲ့မိရွေးနဲ့ဒုက္ခဖြစ်ချီရဲ့တကယ်ရိုးမြေကြပါလားဗျအခုတော့သူတို့မြောက်ပေးတဲ့စကားလေးကရှိနေတယ်အိုးတဲ့ဒါကတော့တပင်လဲလို့တပင်ထူတာပဲလဲလို့ထူတာပင်လို့ယူတာအကြောင်းမဟုတ်ဘူးမလဲပဲနဲ့ဘွက်ပေါက်နေတာကျွတ်တူတိုင်းပြီဘာလို့ဒီလိုလဲခင်ဗျားတို့အသိဆုံးရထဲနေတာကျွတ်တူကခင်ဗျားတို့တဝက်တောင်မသိဘူးမလဲပဲနဲ့တောင်ကျွတ်တူတိုင်းပြီဘွက်ပေါက်နေပါသဖြင့်ဒီကာမေတုမိစ္ဆာစရာကံကြီးကြောင့်ယောက်ျားဖြစ်တဲ့လူနဲ့ပြီးတော့မိန်းမဖြစ်တဲ့လူတွေများကုန်လို့များကိုများတယ်ဆိုတာကြုတ်ပြောတဲ့ဟိုဘွက်ပေါက်တဲ့ဟာတွေများနေသည်ရှင်းရလားကြုတ်ပြောတာမရှင်းရလဲနားကိုကြုတ်တို့မိချစ်ဆန်နဲ့ဘာနဲ့မလုံနဲ့နပွင့်ကြီးကြီးတန်မိုးနဲ့ကလော်ထုတ်တစ်ခုခုပိတ်နေလောက်ဟုတ်တယ်လေဒါလောက်ပြောလို့မှမရှင်းပိတ်နေလောက်ဒီထဲသူတို့ကပြောသေးတယ်မနတ်ပြည်တောင်းတော့ပေါ်ကွာတယ်နတ်သားတယောက်နတ်သမီး1000နဲ့1000မှန်းတောင်း1000မှန်းတောင်းလားမတောင်းနဲ့တကားတို့နတ်သားတယောက်နတ်သမီး1000ဆိုအဲ့ဒီနတ်သားတဲသက်တာမယ်မဟုတ်ဟိုစဉ်းစားကြည့်ရတာကိုကွာအလူပြေမိမ2ယောက်ယူတဲ့လူတွေဘယ်လောက်ပလီရတော့နတ်သမီး1000ဆိုအဲ့ဒီနတ်သားပလီနေရတာနဲ့ငါတို့တော့အိပ်ရလိမ့်မယ်လို့မထင်များဒါကြောင့်ငါမသက်တာဘူးပြောတယ်မယ်ဒီတဲ့သူတို့ကဆင်ကြေကံလေးအိုးတဲ့နတ်သမီး1000မေဒီဘာဖြစ်တုံးနဲ့လူပြေလူဆန်းရှာစီရှာတိုက်တယ်မော်တော်ကားဝယ်ရီဝယ်နဲ့ဘာမှရှားဖွေလုတ်ကန်ကြွေးရဘူးတဲ့ရှားဖွေမကြွေးရဘူးတဲ့နတ်သားတယောက်နတ်သမီး1000ပဲဟဲ့လုံးမကြွေးရဘူးကွာတဲ့တို့လူပြေဖြစ်ဟမ်မကြပါဘူးကွာတဲ့မိန်းမလေးတယောက်ရပါတယ်ဆိုရလဲပူညံဟောတာပေါ့တရားနာပရိသတ်ရေနတ်ပြည်ရောက်တဲ့လူမိန်းမတွေများများလို့တော့မိန်းမတွေကြီးရောက်သွားရင်ကျွတ်တို့ကဘုန်းကြီးရဟန်းမိမဲ့ယောက်ျားကဖြစ်တဲ့ဘုန်းကြီးဆိုတော့ကျုပ်တကာတွေကိုချင်းစာလို့တနာလို့ပြောနေတာမပြင်းညနဲ့ဗျနတ်ပြည်သွားမှတော့ကိုယ်တကာတွေနဲ့ဒကမတွေ2ယောက်စလုံးအတွဲလိုက်အတူတူပဲသွားစီချင်တာပေါ့ဒကာကြီးတွေဥကြံရဖြစ်နေမယ်ဆွန်းလောင်းတာငရဲမကြည့်ဘူးကိုယ်တိုင်လောင်းရ
ကိုယ်တိုင်လုံးကြလို့တိုက်တွန်းပြီးတဲ့နောက်ကျွတ်တို့ဒီလက်ထက်တင်ပြင်းသလားလို့ဆိုတော့ဟောဖယားလက်ထက်ကပြင်းပုံလေးခုနှစ်ကဥပေးခြင်းနဲ့ဒေါ်ပြင်းကိုဆက်မလို့ပြုဥပေးခြင်းနဲ့ဒေါ်ပြင်းသည်ဒီကနေ့ထမင်းမောထမင်းစားရဥပေးခြင်းခေါ်တဲ့ပုံနာကြီးသည်လမ်းဘက်ကိုကြောပေးပြီးတော့အိမ်ဘက်ကိုမျက်နှာပြုစားပါနောက်တရားနာပိဋကဒေါ်ပြင်းကတော့လမ်းဘက်မျက်နှာပြုအိမ်ဘက်ကြောပေးစားပါဒီနာကြီးမင်းရအောင်မဲ့လမ်းကတစုံတယောက်များလာရင်ဘယ်သူကမြင်မှာဒေါ်ပြင်းကမြင်မှာပေါ့သူကလမ်းဘက်လှည့်တာကိုဒီကနေ့ကျွတ်တို့သုံးလုံးကထိုထာသပင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်မုံမြတ်မြတ်၅ပါးကိုလှူတဲ့ပုံနာကြီးလင်မယားထံငါဘုရားကြွမှာပြင့်လိမ့်မယ်ထင်တယ်ငါဘုရားကြွကသူတို့ဒီမတ်ဖို့ရမယ်ဥပနိတ္တယရှိမရှိလို့ကြည်တော်မူလိုက်တဲ့အချိန်ခါကမတ်ဖို့ရမယ်ဥပနိတ္တယမြင်တော်မူသဖြင့်ဘုရားကြွလာဒီပုံနာကြီးဥဖြန်းဖြန်းလှူပုံလေးကိုကိုင်းတရားနာပိဋကကြီးနောက်ကလိုက်ပြီးတော့ဆိုစမ်းလက်ချိုးပြီးတော့ကောက်ရိပ်သိမ့်တဲ့အခါမှာကောက်ရိပ်ဥလှူသည်တလင်းနေသောအခါမှာတလင်းဥလှူသည်တလင်းတွင်ဗန္ဒာပြုသောအခါမှာဗန္ဒာဥလှူသည်ထမင်းအိုချက်သောအခါမှာထမင်းအိုဥလှူသည်ထမင်းခူသောအခါမှာထမင်းခွက်အူလှူသည်ဥဖြာပြဘယ်တော့မှကိုအရင်မစားဘူးတဲ့ဗျဥဖြာပြအဲ့ဒီ၅ခုကိုလှူလို့သူပြင်ဆက်ကဒါယကပုံနာတဲ့မြန်မာလိုပြောတော့၅ပါးဥဖြာပြမုံမြတ်မြတ်လှူတဲ့ပုံနာကြီးတဲ့ခင်ဗျားတို့နားလည်အောင်ပေးထားတဲ့နာမည်ကတော့ဘယ်သူတဲ့တို့ဥပေးခြင်းကဲထမင်းစားနေတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကြွလာဆိုကြပါစို့ပုံနာကြီးနောက်ကနေပြီးတော့ဘုရားကိုယ်တော်မြတ်သပိတ်ကြီးပိုက်ပြီးတော့ဝင်ဆွန်းရပုံနာကြီးမမြင်ရှာဘူးကြောက်ပြရက်ကိုလမ်းဘက်မျက်နှာလှဲ့တဲ့ဒေါ်ပြင်းဆိုတဲ့ပုံလေးမကြီးမြင်ပြီပြုတ်ဟောကြည်စားစားတောင်းနေတော့လေခုခတ်နေတော့လေလာခြင်းဝင်လာတာပဲအခုအစားလဲနေတော့လေဝင်ခြင်းဝင်လာတာပဲအပြစ်တင်နေတာအလှကံပုဂ္ဂိုလ်ပဲဗျသူ့ချိန်လေးနဲ့သူတော့လာတာပေါ့ပြေက12နာရီကကြော်ရင်ဘုန်းကြီးတွေဆုံးခံလာရလားလာပါဘူး12နာရီအတွင်းကောအဲ့ဒီချိန်လေးတော့လှူနိုင်အောင်ပဲရှားဖွေထားပေါ့လာရတဲ့အချိန်လေးကြည့်ဟိုမှာလာရတဲ့အချိန်ကလေးကြွလာတာစားလို့မလားဘယ်အချိန်လာမလဲဗျကြည့်ခုဖယားကြွလာတာကိုကြည်သားစားတော့တုံးလည်းလာတာပဲမမြင်အောင်ဆောင်တဲ့မျက်ခွန်လေးဖုံးပြီးတော့ဘုရားကိုယ်တော်မြတ်မကြွဘူးနောက်ပုံထဲမှာကြီးကကြွမလားလို့မျက်ခွန်လေးလှန်ကြည့်လိုက်မကြွဘူးဒုက္ခပဲဒါကြီးမပေးသူဇုတ်ကနေတော့မှာမပေးသူဇုတ်ကနေတော့မှာခက်တယ်ငါပုံနာကြီးကလည်းအလှတန်းအင်မတန်ဝါဒနာပါတယ်ကောင်းရိပ်သိမ်းတဲ့ချိန်လှူတဲ့တလင်းတဲ့ချိန်လှူတဲ့တလင်းတွင်ဘာနာပြုတဲ့ချိန်လှူတဲ့ထမင်းအိုးချက်တဲ့ချိန်လှူတဲ့ထမင်းခူးတဲ့ချိန်လှူတဲ့ဒါကြောင့်သူပြစ္ဆက်ကဒါယကလို့တော့အမိတွင်းနေတယ်တရားတရားရှိတဲ့ပုံနာကြီးများစားနေတုံးမြင်သွားရင်ထလှူတော့မှာထလှူလိုက်ပြန်ရင်လည်းပဲထမင်းမလောက်ရင်ငါပြန်ချက်ရမှာပြင်းလာပါပြီထမင်းကလေးချက်ရမှာကစပြင်းကျွတ်တော်ပရိသတ်ထဲအဲ့ဒီလိုဒကမာကြီးတွေပါသလားပြုမပါဘူးပဲပြောပါဘာမှမပါပဲမပါဘူးပြုဒီထဲမှာကြည့်ဟိုပုံလေးမှာကြီးထမင်းထက်ချက်ရမှာပြင်းတော့အကယ်၍ငါကအတိတ်စထဗန္ဒေတပိတော်တို့မှကြော်ပြီးတော့တော်ရအိမ်ဆွမ်းရတော်မူပါဖရာဆိုရင်လည်းပုံနာကြီးလှဲ့ကြည့်ပြီးလှူတော့မှာပုံနာကြီးလည်းမသိအောင်ငါလည်းထမင်းထက်မချက်ရအောင်ကာယဝိညာဉ်နဲ့ငါသိစီ
ပုံထဲမှာကြီးကပုံသားကြီးမသိအောင်ဆိုပြီးတော့တခါတည်းမျက်စက်ပြစ်ပြလိုက်တယ်ဘုရားအတော်ဆိုးတဲ့ပုံထဲမှာကြီးရေးသားကြီးပုံထဲမှာကြီးကဘုရားဘာလို့ပြတော့မျိုးဘုရားမို့သာပေါ့ဗျာကျွတ်တော့လို့ဘုန်းကြီးတွေနဲ့များတွေ့ရင်ဒီမိန်းမကြီးအသက်ကြီးမှငါများမဲထင်းနေမှာကိုဗျာဘုရားမို့သာပေါ့မျက်စက်ပြစ်ပြတော့ဘုရားကလည်းသိတယ်ဩသူကငါ့ကိုကာယဝိညာဉ်ခန္ဓာကိုယ်နဲ့သိသေးတယ်ငါဘုရားကလည်းခန္ဓာကိုယ်နဲ့ပဲသိစေမှဖြစ်ဘုရားကိုယ်တော်မြတ်ကတရားနာပရိသတ်ရေကောင်းရမ်းပြလိုက်တယ်တွားဘူးတဲ့သူကမျက်စက်ပြစ်ပြီးသွားတော့ဆိုတော့ဘုရားကကောင်းရမ်းပြလိုက်တယ်မသွားဘူးတဲ့ပုံလေးမှာကြီးရည်တော့တာဟောတော်ခနဲ့ကြည်ပါလေကြည်စားငါသွားခိုင်းတာလေသူသိတယ်ခေါင်းရမ်းပြတယ်မသွားဘူးတဲ့ခက်တော့ခက်တဲ့ပရိသတ်ကြီးကျုပ်မန္တလေးတုန်းကပြောရအောင်ကျုပ်လည်းအလိုက်မသိလို့တရုတ်ကြီးနဲ့ဗမာမနဲ့ရတရုတ်ကြီးနဲ့ဗမာမနဲ့ရတော့ကျုပ်ကလည်းဗမာမမြင်လို့ဆုံးဝင်ရဇာပတိအဲ့ဒီမန္တလေးကတရုတ်ပြောပါတယ်ကျုပ်တို့ရန်ကုန်ကတရုတ်တွေကလည်းကျုပ်နဲ့အတော်ဆင်ပြေတာဟုတ်တယ်အခုတရုတ်တွေနဲ့ကျုပ်နဲ့ကြီးအဆင်ပြေနေတယ်ဘယ်ဖြစ်ဖြစ်အခန်းတွဲလှူလိုက်တရုတ်တွေကျွတ်တို့တရားနာပိဋက45နှစ်ကျုပ်သက်စိတ်ကိုရည်မှန်းပြီးတော့45ပါးဒုံလဘယဟန်ကံမွေးကြီးကလူဦးရေ1000မှာရန်ကုန်ကအများကြီးပေါက်တယ်လာကြတယ်ပိဋကတစောင်းလုံးလာကြီးနေကတော်ကလေးရက်ရွှေ့တာလည်းသတင်းစာထဲကျုပ်ထဲပါအဲ့ဒီတစောင်းလုံးလာကြီးနေက45ပါးယဟန်ကံမွေးကြီးကျုပ်ငွေ6000ခွဲလောက်ကုန်သွားပါအဲ့ဒီပွဲကြီးကျင်းပတဲ့ရန်ကုန်ကအများကြီးလာကြရန်ကုန်ကအများကြီးလာတဲ့ထဲမှာတရုတ်တွေအများကြီးပါလာအခုဒီကနေ့ကျုပ်ရှင်ဖျားတဲ့တပည့်တော်နိဗ္ဗာန်တို့ပို့ရစီဆိုပြီးတော့ကားနဲ့လိုက်ပို့တယ်မောင်ကန်ညွန့်ဆိုတာဟိုဝါရှော့လုပ်နေတယ်တရုတ်လေးပဲတော့ခောက်တော်ဝင်ရဲ့သားဒီမှာကျုပ်ကိုလိုက်ပို့တယ်ကမာရွတ်ကအပြန်လဲလာကြပါမယ်အေးမင်းကုသိုလ်ယူခြင်းပို့ပေါ့ကွယ်လို့အဲ့ဒီလိုတရားနာပြေးတာရန်ကုန်မြို့ကတရုတ်တွေပြောတာမဟုတ်ပါဘူးမန္တလေးတရုတ်ကြီးပါဒါလဲစကားခံထားရသေးကျုပ်ကဗမာမမြင်လို့သပိတ်ကြီးနဲ့ဝင်ရတော့တရုတ်ကြီးကသတင်းစာကြည့်ရင်ကျုပ်မြင်တော့သတင်းစာကြီးနဲ့ထောင်ပြီးအထက်တိုးပြီးပိတ်သွားနောက်တစ်ခါသွားဗလားလို့သတင်းစာပြန်ချမသွားမှန်းသိတော့ပြန်ပိတ်နောက်တစ်ခါပြန်ချကျုပ်ကလည်းမသွားဘူးမသွားတော့တရုတ်ကြီးကျုပ်စိတ်ဆိုးတယ်တော့ဗမာလိုလှမ်းပြောတယ်ဟဲ့ဘုန်းကြီးဆွားတယ်ကျုပ်ကလည်းမဆွားဘူးအဲ့လိုမသွားဘူးကျုပ်မသွားတော့တရုတ်ကြီးစိတ်ဆိုးတယ်တရုတ်လိုဆိုင်တယ်ကျုပ်သိမှာမဟုတ်ဘူးဟဲ့ဘုန်းကြီးဆွားဆိုငါမှဘုန်းကြီးမဆွားဘူးလားတဲ့အဲ့ဒီတင်ကျုပ်ဒေါသဖြစ်ပြီးဘာပြောကောင်းလဲကတ္တရာလောင်းမောသပိတ်ကြီးချပြီးအဲ့ဒီတရုတ်ကြီးကျုပ်နောင်ချင်းဝင်ချအဲ့ဒီကြမှာဗမာမထွက်ပြေးလာစောစောကသူ့ဗမာပဲလောင်းနိုင်ရင်လည်းမြန်လောင်းလို့မလောင်းနိုင်လို့ကြော်စုံဆိုတတ်ရင်လည်းဟိုဘာသာကြားပဲဆိုတတ်မှာတော့သူ့တရားနာပြေးတာကြော်စုံဆိုလိုက်လေသူ့တရုတ်ကြီးကျုပ်လည်းဒီလိုမခံရပြီဘူးပေါ့အခုတော့ကျုပ်ငါမဘုန်းကြီးသွားလို့ဆိုတော့လက်သီးနဲ့ဝင်ထိုးတော့မှဟောထွက်လာတယ်ဗျာခင်ဗျားတို့ပြောကြပါတယ်ဗါတဲ့မရထီတော့တကားတို့ဘာကြည့်ဓာကြည့်အေးကွာမရထီတော့ဓာကြည့်တယ်လင်းထီတော့လည်းမိန်းမတွေကြည့်စရာတစ်ခုခုတော့ရှိလိမ့်မယ်ကွာအဲ့ဒါကြောင့်ဒီဗမာမထွက်ပြေးလာတာရှင်မယားတိခမဖျားဘာသာချင်းမတူလို့ပါဗျာတိခမဖျားမသိလို့ပါဗျာတဲ့ရှင်မယားတပည့်ကြီးအမြင်မတော်ပါဘူးဗျာနဲ့မဲကျုပ်တပည့်ကြီးကတ္တရာလမ်းပေါ်ကသွားကောက်ပြီးတပည့်ချီလေးနဲ့ပြင်းဆွေးနေလောင်းပြီးတော့ဒီကနေ့ကစပြီးရှင်ဘုရားထိုင်ကိုယ်တော်ဖြစ်နေခြင်းကြွပါဗျာမဆိုးလို့ဘူးတရုတ်ကြီးနဲ့ကျုံတယ်လည်းနောက်အရင်အဆင်ပြေသွားတယ်ဗျိသဒါကြောင့်တရားနာဗျိသရေသွားဆိုတဲ့ကိစ္စမသွားလို့ရှိရင်ရည်ရင်လဲရည်ခြင်းစိတ်ရင်လဲဆိုးဖို့ဗျိသဟိုမှာဖယားဆိုတော့လဲစိတ်မဆိုးဘူးဗျိသအတော်ဇွဲကောင်းတဲ့ဟာကြီးဆိုပြီးပုံလေးမှကြီးခွက်ထိုးခွက်လာရည်ရောပြုရည်တော့ပုံသားကြီးမလုံဘူးငါထိုင်တာအဆင်မပြေလို့လားရည်တော့ तू မလုံဘူးကောပြင်းထိုင်ပဲဒီဟောရည်တော့မယ်အောက်ကဟာလည်းမဟုတ်ဘူးဘာပါလိမ့်နဲ့ तू နှခမ်းမြန်ထမင်းလုံးလေးကတ်နေလို့လားနှခမ်းတရက်ပြီးတော့ပြန်စားရည်တော့မယ်တန်တော့ပုံထဲမှာရည်တာထူးတယ်ငါခေါင်းပေါ်တဲ့သူကြည့်ရည်နေတာမဟုတ်
ငါကောင်းအထက်2000-3000မြင့်နောက်ဘုရားကိုယ်တော်မြတ်ကြီးကလည်းတရားနာပြည့်တဲ့ရောင်ကြီးတော်6သွဲအယောင်တွေလွှတ်လိုက်တော့အဲ့ဒီအယောင်နဲ့သူ့မျက်စိနဲ့အတိုးပုံထဲမှာကြီးခေါင်းပေါ်2000-3000ကြော်ကြည့်တာကိုသိကျင်လို့နောက်အလှဲ့လိုက်ဟာဖယားကြွလာတဲ့မိုက်တဲ့မိမယုတ်ငါလူတတ်တဲ့ဝါဒနာသိပါဟဲ့ကနဲ့ငါအသိမပေးဘဲနဲ့ကြည်စမ်းထမင်းပြန်ချဲရမှာပြင်းတဲ့မိမယုတ်မြတ်စွာဘုရားသိခဏတော်မူပါဗျာသိခဏတော်မူပါဗျာဖယားတပည့်တော်ဒီယခုစားစေဖြစ်တဲ့ထမင်းတွေကိုအရှင်ဖယားအလှခံပါသလားပုံထဲမှာကြီးပြင်းလို့မြတ်စွာဘုရားကိုရမကြီးဒီလိုရက်နေခြင်းဖြစ်ရပါဖယားအလှခံပါသလားဖယားဒီတော့ဘုရားကိုတော်မြတ်ကမိတ်ဒါယကပုံနာတဲ့ငါဘုရားသည်ပိဏံလဘေထပရဒတ်ထင်ပါဇီဝီလို့မြတ်စွာဘုရားအဲ့ဒီတိုင်းဟောဘုရားတဲ့ငါဘုရားတို့မှာပြတော့ဟိုနည်းနည်းလေးတော့အာယုပြုနားထောင်နော်ဟိုမြတ်စွာဘုရားဘယ်ထိအောင်မိတ်ရှိတယ်လဲလို့ဆိုတော့ပုံနာတဲ့သူတပားတို့ပေးတာကျွေးတာကိုမှီပြီးတော့အသက်မွေးရသောပိတ္တာနဲ့တူသောငါဘုရားတို့မှာတဲ့ဗျနားထောင်ကြည့်စမ်းမြတ်စွာဘုရားကိုတော်မြတ်ကြီးကမိတ်နေတာသူတပားလူတာကမ်းတာပေးတာကျွေးတာကိုမှီပြီးအသက်မွေးရတဲ့ပိတ္တာနဲ့တူသောငါဘုရားတို့မှာတဲ့ဗျကျွတ်တို့ဘုန်းကြီးတွေဘာဘုံဝင်မြင်းစရာရှိတယ်ဘာဘဝင်မြင့်စရာရှိတော့တင်ရောင်ရောင်လက်လက်နဲ့ဝင်းပြောင်ပြောင်ဝှက်နေတာကျွတ်တုပ်ပိုင်မဟုတ်သူများလှူထားကျွတ်တုပ်ပိုင်တော့ဘာတစ်ခုမှမရှိဘိုက်ထဲကထမင်းတွေဘယ်သူကျွေးထားတယ်လူတွေကျွေးထားဝိတ္တသင်္ကန်းတွေဘယ်သူဝယ်ပေးတော့ဘယ်သူလှူတော့လူတွေလှူထားကျွတ်တုပ်စီးတဲ့ကားတွေဘယ်သူလှူထားတော့အတန်ရက်ဆက်တွေကက်ဆက်တွေဘယ်သူလှူထားတော့အာတိုက်ကြီးတာကြီးကြောင်းကြီးတွေဘယ်သူလှူထားတော့လူတွေလှူတာနဲ့အသက်မွေးရတဲ့ယဟန်တန်ဃာတွေကပရိသတ်ကြီးဘုံဝင်မြင့်စရာလိုသလားပြုခြီပြားထောက်စရာကောလိုသလားပြုပြည်သူပိုင်ပစ္စည်းနဲ့ကြီးပွားရတယ်ကျွတ်တို့ဘုန်းကြီးတွေကနိုင်ငံရေးမဟုတ်ဘူးပြည်သူတရားတော်တွေလှူတဲ့ပစ္စည်းကိုသုံးဆောင်နေရလို့ကျွတ်တို့ကပြည်သူပိုင်ပစ္စည်းကျွတ်တို့ပိုင်တဲ့ပစ္စည်းမှန်တယ်ဗျမှန်ရလားဘုန်းကြီးပြောတာဒါကြောင့်ဘဝင်မြင့်စရာကျွတ်တို့မှာဘာမှမရှိခြေပြားထောက်စရာလည်းမရှိဘူးမာနကြီးစရာလည်းမရှိဘူးဖယားကိုယ်တော်ရဲ့ရွှေရလောက်ကထုတ်ပြီးတော့သူများလှူတာနဲ့အသက်မွေးရတဲ့ပြိတ္တာနဲ့တူသောငါဖယားတို့မှာပုံနာတဲ့ဥဖြားပြားလည်းအလှခံတယ်စားစဲလည်းအလှခံတယ်ကွစားကျွင်းလည်းအလှခံတယ်ကွဖယားဒီတိုင်းမိတ်သို့တော့ဒီနေရာလေးလာလိမ့်မယ်နော်သို့တော့ဆိုတဲ့နေရာဆက်နာထောင်မှာမဆုံးသေးတဲ့စကားလုံးပြောမလို့သို့တော့ဆိုရင်မဆုံးသေးဘူးဒါပေမဲ့ဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုကားတောင်ရဗမာစကားတော်ရှုပ်တာစာဥကိုဘုန်းကြီးပြောမယ်တရားဓမ္မတွေမှတ်ထားကြမိမိတို့ထမင်းဟင်းချက်ပြီးတဲ့ချိန်ခါမှာမိမိတို့ကိုယ်တိုင်မစားသေးပဲနဲ့ဥဖြားဖြားထမင်းအိုးပေါင်းကလေးကိုခူးပြီးတော့ကျွတ်တို့ဆွမ်းတော်တင်တာတန်ဃာတော်ဆွမ်းလောင်းတာမိဘခူးကြွေးတာဟဲ့အဲ့ဒါစာဥလို့ခေါ်တဲ့လူငယ်တွေမှတ်ထားကြဒါကြောင့်တချို့လူကြီးတွေကဘယ်နဲ့ပြောလို့သမီးအလုပ်သွားတော့လေမင်းထိုးအောင်စားရတယ်ပဲနဲ့စားသွားအိုးဖျားလည်းဆုံးတော့မတင်နေဘူးတန်ကလည်းဆုံးမလောင်နေဘူးဖေတို့မေတို့လည်းမစားသေးဘူးကျုပ်ကရင်စားလို့ကောင်းမလားသမီးဥချန်စားခဲ့ပြောတာလူကြီးတွေကဥချန်စားခဲ့သမီးတဲ့အပေါ်ပိုင်းကဥဖြားဖြားလေးကိုခုခတ်ချံပြီးတော့မှငါသမီးစားသွားရတယ်တဲ့အဲ့ဒါဥချန်စားခဲ့အခုတော့စကားကပြောင်းသွားတယ်ဥချစားကြဆိုတဲ့အတိုင်းဥဖြားဖြားကြီးကုန်ချကြိတ်ကုန်တော့တာပဲပြုစကားပြောင်းတော့သူတို့လည်းပြောင်းကုန်ရောမိဘတို့လည်းဘာမှမတွေ့ဘူး
Murade at thou one in my molo, at thou with the missa like it, the other than a calculate a sea later, Jamaye. Gone, who had you to do that? No, go me, turn out, hey, Nanimia, Namamia, Mimi Roga, a low brother, she is, so ye. Paya sono, Matea, they lose, sono, Tea, ah, Dangaro, Samaloya, they lose, Soloya, ah, Miva Messiah, they lose, Saya, also Vido. Chaviali, Kuka, Chambiroma, Sadwajava, era Salu Yadre, that a Sa Uso that of Yadaji, the Vocal Dova, we come Sagan, flew the Ushaya. Yada Sa Uso that Vivala can Saze who name Joja also. Saze who that Diana Yadaji Tamine Bagamia, Galilo, Balabuin, Nevido. Hinzari ne matamapian sani ro nai lura ma ho fu de pyo belo lu ya ma le so da sa se lu pon le na thong twa ja thamin sa ro me jan gare ga da bain ko tant tha ba de bya ho bet mimi bet ka thamin ko sa me jan ho bet da bain ko tant tha la a ke yin mya nga thamin sa ne dong a lu kan pokko jwa yin lu nai aung lo tamin tet tant tha Eri lo tant tha lo ko ka hinsa hinna di bet ta shi de ho bet tant tant pian pian da bain tant tha da phin thamin sa ne de chain kha ma tan nga ro jwa la yin tant tant pian pian tha de ho bet da bain ko let se pi do kho de lo bagan mya le saung bi tayat hlu lai pa hlu lo ya de dawo pauk de la Era Saze, Vibla Yadaji. Kalero Balawi, and Hara, Era you tell Luda Mohu. Era no Jedo Pony de Masabu. Saze, Lubo Leviora, Tongan Biamia, Nevia, Sagrego, Sani, don't flew night on Tamin that the plant had a Saze. The Wamba will have Yada. That's Sajuin of Yoja also. Sajuin soda Bagamia, Tamini, Sa, Pido, Teluda Sogalego, Gianera, Makoma, Era, Pony, Luda, Biora, Mohuno. Sajuin, Tame ore, Tamen Kugarega, He ore, Henka Garega, He ore, Kate, Zone, Tamiku, Tame o Kure, Yaumane, Nabijo de ore, Mago. Dilovio. Mandam Pianya, Naro Migazu, the Elon Sabi Dama, Dangaro Mia, the way by be Jua Lion, Dandam Piamia, Flu Night on Look, Tamin Fete, Dandan Shin, Twin Chantarago, Era Sajuin Flu, the Elon Sabi don't let Flu Night Madre, ya. The Waba Labiaji. Tabia Sa Uro Sazero Sajuin Vivala. The Chua, Madame the Kaujo 16, who's a guardian born lady, Macau Jang Board. Maloba Nevia, Macau Naji, Madame Maboa. What that yet that Bevon second little dolly? A good Macau Jang Board, Eddie's a guardian, but what's up, your mammy? Sabia Lula Mashiva, who could have met him, your dollar Barbie. Don't die down Diana, the Sa Usaza Sajun. Napayavi, Dilo, and Luke and the Guelo, Miaswa, Payakuromia, G. Mendo, Mure, Dibanago, Najaya, the Pin, Ho, Saze, Pite, Tamini, with Swampin, a good half of Varia. Fluid on Yasov, Yakuromia, Gigo Garo. Yasov, Yakuromia, Gigaro, Ponema, Gigale, Eddie, Changalo, Gador, Eviga. Jega, Joseph, Almeida, Elisa, Padona. Oh, Naya Salon Bonaji and Ponemaji, who Gong be shit cornered on Napuna Chidana and Nina. The Laupiana Ponemaji, Payamo Dabo Gong shit cornered and Napuna Chidana and Nina. The Ponemaji, Payamo Dabo Jodo Lodas, who is young Gagalipit of collection. Bien no. Oh, Mabina declared the Maji de Biora Mohuna, Hobone Maji Biora. Eddie Lodiana, the Miasa of Yakuro Miaga, Eddie Chinkama, the Yahoro, Muvari. Miasa of Yakuro Miaji, Hojare, Deganaroga.
သံလသောနာမရူပသဘေယတနတ္ထိမမဟိတာလို့သူတို့ရဲ့ဥပနိဒေယကိုကြည်ဟောတယ်သူတို့ရဲ့ဥပနိဒေယကဘာလဲလို့ဆိုတော့ကျွတ်တို့ကတ္တဗဘုရားလက်ထက်ကပြည်သားကြီးဘယ်ဘုရားလက်ထက်ကတော့ကတ္တဗမြတ်စွာဘုရားကိုရောမြတ်ကြီးလက်ထက်တော်ကဒီပုံနာကြီးနဲ့ပုံလေးမလင်မယားနှစ်ယောက်စီတန်ဃာတော်အရှင်မြတ်များဟောကြားတော်မူတဲ့နာယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျေတစ်ဖြင့်မနာကြားရတော့လည်းပဲနာနဲ့ယုတ်တော့သူတို့သိခဲ့အကျေချက်ပြီးသူတို့နားမလဲခဲ့ဘူးနာယုတ်ဟောဒီနာနဲ့ယုတ်ပဲသူတို့ကြားခဲ့အဲ့ဒါလေးကိုစီးဖြန့်ပွားများခဲ့တဲ့ဥပနိဒေယကြောင့်ဘုရားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာနာယုတ်ဒီတကယ်လမ်းကြတော့နာလည်းမမြဲယုတ်လည်းမမြဲပြည့်စည်ကြရမှာပါလားနာနဲ့ယုတ်ကြောင့်လူရလို့ဖြစ်လာသည်တတ္တဝါဖြစ်လာသည်လို့ဖြစ်လာသည်တတ္တဝါရလို့ဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနေ့ကြတော့ပြည့်စည်ရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပြည့်စည်ရမှာပဲလို့ကြိုသိထားရင်ပြည့်စည်သွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြုဘယ်ရှိပါလဲပိဋကငကိုယ်တွေကမှပြည့်စည်လိမ့်မယ်လို့သိထားတာကိုညာနဲ့သိမှနော်ပိဋကဘာနဲ့သိမှတော့ညာနဲ့သိပါပါဗျာခင်ဗျားတို့အခုညာသိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနိစ္စလူတယောက်တွေမှာအတုပထင်တယ်ကိုအတုပမှမသိဘူးပိဋကကြီးခင်ဗျားတို့ကြုံနေမယ်လူတွေမှာအတုပလားဒီပိဋကကြီးအကုန်လုံးအတုပလားကြုတ်ပြောလားအကုန်လုံးအတုပဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့သေမလူသေမမသာကြီးအတုပထင်းနေတာကိုပိဋကရဲ့ဘုရားကိုယ်တော်မြတ်ကအတုပဆိုတာကမတင့်တယ်ဘူးလို့ဟောတယ်ခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကတင့်တယ်လို့ဟောအဲ့လိုကျွတ်တို့ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပိဋကကြီးအကုန်လုံးအတုပဆိုတာများနာသလားပိဋကခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုပ်ဘေးထိုင်းနေတဲ့ကိုတော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကမတင့်တယ်ဘူးဟောတာကိုခင်ဗျားတို့ကျွတ်တို့ကတင့်နေတဲ့ထင်နေအဝတ်ကောင်းစားကောင်းလေးဝတ်လိုက်တော့ပိဋကကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးအဝတ်စုပ်ကလေးနဲ့ကြတော့မြေကြီးပေါ်လည်းထိုင်တယ်အမိတ်ပုံပေါ်လည်းထိုင်အဝတ်ကောင်းလေးဝတ်လိုက်တော့ထိုင်တော့ဘူးဖြာပေါ်တောင်တင်ပြူးလေးခင်မှာတင်ပြူးပေါ်တောင်ကော်စောနဲ့မှာကော်စောပေါ်တောင်မှုရနဲ့မှာမဲဒီထဲကိုလေဟိုပြာတွေထဲထိုင်ပြီးတော့ထသွားပြီးခွင်ကလေးခါလိုက်တာအဝတ်သစ်ကလေးဝတ်ထားတော့ငါမတင့်မတဲဖြစ်ကုန်တော့ပဲတဲ့ငကိုယ်တွေကမတင့်တယ်နေတဲ့ခန္ဓာကိုယ်ကြီးဒါကိုစားကောင်းဝတ်လိုက်တော့တင့်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုညံမြင်မမြင်ဘူးသေမသာမြင်တယ်မှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့်သေသွားတဲ့ချိန်ခါမှာပူပန်လေသလားပိဋကအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပိဋကပုံသားကြီးနဲ့ပုံလေးမကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်ပဲကွေးတယ်ဒီနှစ်၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေအင်းလေးထဲမှာဟိုဆက်လေတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြားပါလာအင်းလေးမှာလည်းပရိသတ်ကစီးတယ်တနေ့တည်းသုံးမွဲဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပရိသတ်ထောင်ချီဆန့်ပိဋကကများလုံးတော့ကျုပ်တို့ကျောင်းကြီးကကျွံရောပြုကျောင်းကျွံသွားတယ်ကျန်ဒီကနာမည်ကြီးတဲ့ကျန်ဒီကဆရာတော်ကြွလာတာဘယ်တော့မှမစီတဲ့ပိဋကမျိုးစီယုံနေမကကျောင်းပြိုတော့ကွာမပြိုပါဘူးကျွံတာပါဟဲ့ရရွာမှာကျောင်းကြီးနောက်ရွှေကျောင်းအထက်ထအောက်ထပြည့်ကျုပ်အောက်ဆင်းကလေးကသိတယ်ဒီကျောင်းတော့ကျွံမှာမေမာပေါ်ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကျောင်းကြီးတော့ပြည့်ဆိုအဲ့ဒီကျုပ်လန့်သွားတယ်
တရားဟောတဲ့ဘုန်းကြီးမလိမ္မာဘူးဘယ်နေရာဝင်ရထိုးမှောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြိုရင်ထိချင်းထိကျုပ်ရင်ထိမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပိဋကပထမတစ်ချိန်တော့ကိစ္စမရှိဘူးနောက်တစ်ချိန်ကြောင်းကြီးအောက်ကရက်မာကြီးခါမန်းကြီးတန်တွေကျွတ်ပြီးအဲ့သွားတော့အောက်ကပိဋကကဝုန်းကလေးတအားထားပြီးအပြေးလိုက်ကြောင်းကြီးတုံတယ်ဝုန်းနဲ့ကြောင်းကြီးတုံသွားဘာမှမဟုတ်ဘူးပိဋကတံမခံနိုင်တာကျုပ်လည်းပိဋကကိုမနှဲထင်းယူပါဒီတိုင်းထင်းလို့တော့မရဘူးဟောမင်းမတွေပေါင်းထားတာတို့ထိုင်အောင်မလေးလီရင်ညာနှိမ့်နှိမ့်လေးပြန်တာခမရတို့မို့ကြောက်တယ်ကျုပ်ကြောက်ဖို့လည်းထားပါဦးလေးမြန်နှိမ့်နှိမ့်လေးပြန်နေဆိုတော့ကျုပ်ဒီကထိန်ခင်းကြွလာတဲ့တန်ခါအသား80ကဗရင်းမောက်ကနေထွက်ပြီးမော့ကြည့်တာလေးမြန်ကိုအဟုတ်မှလို့ဒီဖုန်းကြီးပြိယဆင်တာတော့မသိဘူးအဲ့ဒါနဲ့ပိဋကညိန်သွားကျန်းဖန်ထင်းရတာပဲပိဋကမထင်းအဲ့ဒီပိဋကမညိရင်အပေါ်ပိဋကပါဆူရင်ဒီကြောင့်ပြူတော့ပိဋကညိန်သွားတယ်လေးမြန်ဆိုတာနဲ့နောက်တော့စာရောက်လာတယ်ဆရာတော်ဘုရားတဲ့ကြောင်းကြီးကျွန်းနေပြီတဲ့ပြိုမာကိုစိုးရိမ်နေတယ်တဲ့အလုံးသေးကုန်နေမယ်တဲ့ထိမ့်ပေးပါတဲ့အဲ့ဒီနဲ့တရားနာပိဋကလို့လေးရင်းများမဟုတ်ဘူးနော်လို့မူသားမပါလင်္ကာမချောဆိုတော့ဘုန်းကြီးနဲ့လိန်ပြီးပြီလို့သို့တော်လည်းညင်ရင်လေးနေတော့လို့မလှုပ်နဲ့လို့အကုန်သေးကုန်မယ်လို့ကြောင်းကကျွန်းနေတယ်လို့မလှုပ်နဲ့လို့တယောက်ချင်းဖြည်းဖြည်းလေးဆင်းမလှုပ်နဲ့တော့လို့တယောက်ချင်းဆင်းလို့အဲ့ဒီကြမှာနောက်ဖြားဆုံးကလူတွေကဂုံဂုံနဲ့ဖျားမလေးမနှဲမပြုတ်အောင်ဖန်ပြီးယူကမနှဲထည့်ရတာတရားနာပိဋကပြီးတော့မြို့တစ်မြို့ပြောရအောင်ကလေးချင်းလူငယ်ချင်းရံဖြစ်လူငယ်ချင်းရံဖြစ်တဲ့ပိဋကကဝုန်းနဲ့ထဝုန်းနဲ့အထလိုက်မှတရားနာပိဋကကျုပ်ကြမ်းဖန်ပြောလိုက်ရဟောပိဋကထိုင်လို့ဘာမှမဟုတ်ဘူးလို့ဟိုမှာဖိုးကြီးတယောက်မမြင်မကန်းနဲ့မျက်စိမုံနဲ့သေးချောင်းမွေမှတ်လို့ခုန်တာဆိုအကုန်ထိုင်ကုန်အမှန်တော့ရဖြစ်တာပဲမနဲ့ကြမှာပလိတ်တွေကလာလျှောက်တဲ့ရဲတွေကညကဘုရားတဲ့လက်မောင်းထိသွားတယ်တဲ့ဓာတ်နဲ့ပြစ်တာဟောအဲ့ဒီကိစ္စတိုင်မထင်းလို့ရိုးဆိုရင်ပြေးကြလွှားကြတက်နေတာနဲ့သေပေဘူးလားလို့ဒါကြောင့်တရားနာပိဋကငြိမ်စိမ့်ရန်ကုန်မြို့ကြီးပေါ်မှာကြက်ပြန်မကြစီကားလှတဲ့တရားနာပိဋကကြီးဟာကျုပ်ပါဇက်တစ်ပေါက်ထဲနဲ့ထိရတာဟာမလွယ်ကူပါသဖြင့်ယခုလိုငြိမ်နေတာကိုပဲများစွာကျေးဇူးတင်မိပါတယ်ကဲရှေ့ဆက်ကြအောင်ဆိုဗျာဉာဏ်ရှင်တက်မလို့ပြုအာယုပြုကြဘုရားကိုယ်တော်မြတ်ကြီးဟောကြားနေတော်မူတဲ့အခိုက်အတန့်မှာအတိတ်ပြောင်းမလှည့်ဘူးအနာဂတ်ကိုလည်းမမျောအတိတ်ဆိုတာလွန်ခဲ့တယ်အနာဂတ်ဆိုတာနောင်မှတွေ့ရပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့ပြစ္ဆုတ်ပံဆိုတာအပြက်သိမ့်မြန်တော့အဝိညာဉ်မရှိတော့မလိုက်နိုင်ကြဘူးနော်မျက်စိသွားကြည့်မျက်စိဖွင့်ကြည့်ဟာရေတွေဟာပြန်မဲ့ဖွင့်ကြည့်ဟာရေတွေဟာဒီရေပဲလို့ထင်ပေမဲ့လို့မဟုတ်ဘူးဗျအရင်ရေပြောင်းနောက်ရေရောက်ရင်ရေပြောင်းနောက်ရေရောက်ပျောက်ရောက်ကြုံပြောတာကြာသေးဗျကလတ်တုံးကလတ်ခဲလေးတွေဆက်နေတာကိုအဲ့ဒါတန်တတိဖြစ်နေတော့ခမည်းတော်ကျွတ်တို့ကဒီရေပဲလို့ထင်ကြပေမဲ့လို့အရင်ရေပြောင်းနောက်ရေရောက်အပြက်ကမြန်တော့မမိနိုင်ဘူးပေါ့ဘယ်ညမရှိတဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒါကြောင့်လို့ပြစ္ဆုတ်ပန်ဆက်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်ရကိုအမတန်လွယ်ကူပါတယ်။ကိုင်နားထောင်ကြည့်ပြုအတိတ်ကိုပြောင်းမလဲအနာဂတ်ကိုမမျောပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့တေးမှုမကသင်္ခါရတရားတွေကိုရှုလိုက်တာသဘာဝသစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏဘုထုစဉ်နဲ့ဗျအကြောင်းနဲ့မြင်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေရုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်သမ္မတနာခေါ်တဲ့ညာလက်ချိုးထားကြမျိုးတစ်ချောင်းကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလျင်မြောင်းဟယုံနံပြီးဥဒယဘယခေါ်တဲ့ညာဘယ်နှချောင်းလုံးမျိုးကြည်ရတော့ယုံနံကဖြစ်ပြမြောင်းတိညာကမယောင်လိုက်နိုင်အဘိညာမရှိလို့မယောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြတ်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်္ဂ
ညာဘယ်နှချောင်းလုံးညလောကကြီးတစ်ခုလုံးပင်လယ်လေးရေစုံနဲ့ခတ်တော့ဇွန်းတွေကတွေငန်းငန်းပြီးတော့ပင်လယ်တစ်ပြေလုံးရှိတဲ့ရေတွေထို့အတူငန်းတယ်လို့သိပြီးတဲ့ခဲ့တော့ဗဟိတယုံနံတွေကပါအစ္ဆဒယုံနံကခြေလို့ပင်လယ်ရေဇွန်းတွေကငန်းတယ်လို့တဲ့ဗျအစ္ဆဒဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံအပြက်တွေကိုပါမြင်တော့လေဒီမှာပရိသတ်အာကိုခြင်းတရားလည်းမရှိဒီယုံနံပြုပြင်းရပါပဲဒီယုံနံရဲ့ဒါတဲ့ကျွတ်တို့လေဒီစတော်ကြီးကငါတလုံးနဲ့သုံးနဲ့ကျဲသုံးလွဲမြုံလိုက်ဘုံတကိုက်တဝက်ကဲဆိုကြအောင်မြူလောက်ကမှမချမ်းပူလျံကတောင်ကြီးအမြဲနဲ့တစေမဆဲနဲ့ချွေတော့အပယ်မီကအပြီးကုန်စင်ဘုံတခွင်လေးတွင်လောင်မြဲပြောင်နဲ့တိုက်ပါပြီအမိုက်ကဲဝတ်နွယ်ကမ္မဝတ်ကိလေသာဝဝိပါကဝတောင်းတရဲ့လုပ်ရတွေ့အောင်မတဲ့ပြုတ်အမိုက်ကဲဝတ်နွယ်ဖြစ်မစဲငါးဒွါရအာယုပြုလိုက်တော့လေဟောအခုတရားနာရင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုကလေးတွေနဲ့လဲပြီးတော့ကမှဒါတော့ငါကျွဲတကယ်မလို့သူကသာမောက်တော့တယ်နောက်ကဖမလာလဲအခါခုရင်တစ်ခုကဝင်ကြလေအခုလိုပဲတဲ့တရားတော်ကောင်လေးနဲ့မိုးခြင်းမဲနဲ့အိုမနာခြင်းမဲနဲ့နာမသေးခြင်းမဲနဲ့သေပြီးတော့အခါခုတွင်တစ်ခုကဝင်ကြဟာလေသင်္ခတရိယုံနာရဲ့လို့ဆံများနဲ့ခြေပြား